သမီးတွေအနေနဲ့မမေကိုမပြောပြတာလေးတွေသိစေချင်တာလေးတွေရှိတယ်အဲ့ဒါလေးတွေကမမေစီကနားလည်မှုအလိုအဆုံးအချိန်ကဘယ်အချိန်လဲ လှုပ်ဝက်ချက်တစ်ခုခုပေါ့နော်ပြောချင်တဲ့အချိန် အဲ့လိုတော့မရှိခဲ့ဘူးဘာလို့မမေကတကယ်ချင်းတယောက်လိုပဲအမြဲတမ်းကိုယ့်ပေါ်နားလည်မှုအပြည့်ရှိခဲ့တဲ့သူဆိုတော့လေနားလည်ပေးဖို့ဆိုတာမျိုးသူစီကနေအဲ့လိုကိုကလိုချင်နေခဲ့ကြမလို့ဘူးပေါ့နော်အမြဲတမ်းနားလည်ပေးခဲ့တဲ့သူဆိုတော့ အမေတို့ generation နဲ့ဒီ generation နဲ့ကြာတာနည်းနည်းနားလည်မှုလိုတယ်ပေါ့နော်အဲ့လိုကိုပြောတဲ့စကားဒီဒိတ်ပဲကိုဆိုလို့ပဲအမေကတခုတော့တဘောပေါက်သွားတဲ့ပုံစံပေါ့ဂျားထဲမှာနားလည်မှုတွေလွဲနေအဲ့ဥစ္စာတော့လိုချင်တယ်နားလည်မှုလိုအပ်တယ်ပေါ့ဂျားထဲမှာဟုတ် မမေစီကအလိုချင်ဆုံးအရာဘာလဲ လိုအပ်ပါဘူးအကုန်လုံးရခဲ့ မမေကိုပါပဲအခုချိန်မှာပြန်လိုချင်ဆုံးဆိုရင်ပေါ့ လိုအခုငယ်တုန်းကတော့လိုချင်တဲ့ဟာတော့အများကြီးပေါ့နော်အသက်နဲ့ရလာတော့ကိုကပဲပေးရှင်တဲ့ဖက်ကိုရောက်သွားတာပေါ့အမေစီကငါဘာလို့ရှင်နေတော့မရှိတော့ဘူးအဲ့ဒီစိတ်တွေကအသက်ကြီးလာတဲ့ခါကျတော့ငါဘာလို့ပေးရမလဲဆိုတာပဲခေါင်းထဲမှာအမြင်တွေးနေတာပေါ့နော် မမေကိုပြောပြချင်ပေမဲ့အခုထိမပြောပြရသေးတဲ့စကားမျိုးရှိလား ရမ်းချစ်ပါရဲ့လို့ ချစ်တယ်ဆိုတဲ့စကားပေါ့နော် အမေကိုအမေစူးစမ်းခဲ့ရတဲ့အတွက်အဲ့လိုကျေးဇူးတင်စကားပေါ့အမေခုထိအဲ့လိုသမီးတို့အတွက်ညီမတို့အတွက်စူးစမ်းပေးခဲ့ရတဲ့အတွက်အဲ့လိုစီးပွားရေးဖြစ်ဖြစ်လူငွေဖြစ်သမီးတို့အတွက်ဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအတွက်ကျေးဇူးတင်စကားမပြောရသေးဘူးပေါ့အခုထိ မေချစ်တယ်လို့မပြောမိဘူး သူ့ကိုအဲ့လိုမျိုးပေါ့နော်ပြည့်စုံထားရှင်တယ်ပေါ့အဲ့ဒါစကားတော့မပြောဖြစ်သေးဘူးပေါ့ဒါပေမဲ့စိတ်ထဲမှာတော့အမြဲတမ်းရှိတယ်ပေါ့ ဘယ်တော့လောက်ပြောပြမှာလဲ ပြောတယ် ဒါမဲ့တေချာတော့အလိုမပေါ်ပြဖြစ်ခဲ့ဘူး ပြောဖြစ်မှာပါအခုတိသွားပြီဆိုတော့အိမ်ရောက်ရင်ပြောဖြစ်မှာဟုတ် မမေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတဲ့အချိန်မျိုးရှိလား အဲ့လိုပင်မန်းတာစိတ်ပင်မန်းတာအဲ့လိုအချိန်ကိုကြာရင် ရှိတာပေါ့ရှိရဆိုတော့မမေကဆုံးသွားတာက17နှစ်မကောက်ဘူးပေါ့နော်ဟိုဒီနှစ်ဆိုရင်ဒါ15နှစ်လောက်ရှိပြီပေါ့ဆိုတော့သူနောက်ဆုံးယောဂခံစားခဲ့ရတဲ့အချိန်ကဒါကိုယ့်ဘဝမှာစိတ်မကောင်းဖြစ်ရဆုံးအချိန်ပေါ့ဘာမှလည်းမလုပ်ပေးနိုင်နေတဲ့အရွယ်ဆိုတော့လေ ရှိတယ်အမေကဒီရက်ပိုင်းပင်ပန်းနေတယ်ပေါ့နော်အဲ့လိုတက်လက်ကြည့်လိုက်ဆိုတော့ကျမကြီးဖြစ်like စီးပွားရေးလည်းပြန်ဝင်လုပ်နေတော့အဲ့လိုချိန်နေဒီရက်ပိုင်းဒီရက်ထဲမှာပေါ့စိတ်မကောင်းဖြစ်တဲ့အချိန်ရှိဟုတ် ကိုကြောင့်မမေငိုခဲ့ဘူးလားအဲ့တုန်းကအခြေအနေကိုဘာပြန်ရှင်းပြချင်လဲ နားလည်မှုလွဲခဲ့တဲ့အချိန်တွေတော့ရှိခဲ့တယ်အမှသူပြောရတဲ့အဲ့လိုဒေါသထွက်ပြီးတော့ငိုခဲ့တဲ့အချိန်တွေရှိခဲ့ဘူးလေပေါ့နော်ဒါမဲ့ကိုသားသမီးဆိုတော့ဒီတိုင်းပဲပြန်ပြီးတော့အဆင်ပြေသွားကြတယ်စကားပြောရင်းနဲ့ မရှိခဲ့ဘူးတခါမှ မမေကိုစကားလုံးတစ်လုံးနဲ့ဖော်ပြခွင့်ရမယ်ဆိုရင်ဘယ်လိုစကားလုံးမျိုးနဲ့တင်စားဖော်ပြချင်လဲ နိုင်ရှင်စရာစကားလုံးမရှိလောက်အောင်ပါပဲဘာနဲ့မှအောင်နိုင်လို့မရတဲ့တမိုးဖြတ်လို့မရတဲ့အရာပေါ့ ဘယ်လိုပြောရမလဲအမေကဘက်ဆောင်တော်တယ်ကွယ်ဒါလူငွေဖြစ်စီးပွားရေးဖြစ်အိမ်တွင်းကိစ္စဖြစ်တာသမီးပေါ်မှာဖြစ်ယောက်ျားပေါ်မှာဖြစ်အကုန်လုံးကိုတာဝန်ကျေပွန်တဲ့အမိဘဖြစ်တဲ့အတွက်အမိဖြစ်တဲ့အတွက်အဲ့လိုဆိုရင်တော့ခိုင်းနိုင်စရာတော့မရှိဘူးပေါ့နော်စကားလုံးမဖော်ပြတတ်ဘူးရှင်ဟုတ် ကိုသာအမေတယောက်ဖြစ်လာခဲ့ရင်ကိုမမေစီကနေအတူယူမဲ့အချက်ကဘာဖြစ်မလဲ အားလုံးကိုဒီခံပြီးတော့မိသားစုတာဝန်ကိုခြေပေါ်အောင်လုပ်ခဲ့တယ်ပေါ့နော်အဲ့ချက် သားသမီးကိုပြုစုပြောထောင်တဲ့ပုံစံဖြစ်မယ်ထင်တယ် စိတ်ထားပေါ့အမေရဲ့စိတ်ထား အမေကသားသမီးတွေတယောက်မှမရိုက်ခဲ့ဘူးအဲ့ဒါလေးတော့သားသမီးတွေအကုန်လုံးရိုက်နေပြီးမဆုံးမအောင် ကိုမေစီကအတူရမယ့်ဟာတွေကအများကြီးပဲ မကြခင်မှာအမေများနေရောက်တော့မယ်ကိုမမေကိုကိုပြောချင်တာလေးတွေရှိခဲ့တယ်ဆိုလို့ရှိရင်လေအမမေးထားတဲ့မေးခွန်းလေးတွေအတိုင်းဒီဗီဒီယိုလေးရဲ့အောက်မှာမမေသိလားဆိုတဲ့စကားလေးနဲ့ဖြည့်စရာရှိတာလေးတွေဖြည့်ပေးခဲ့နော်